အားလုံးမင်္ဂလာပါကျွန်တော်တို့ PS idea ပိတ်ကနေပြီးတော့ကြိုးစားလိုက်တယ်ကျွန်တော်အခုပထမဆုံးအနေနဲ့ကျွန်တော်လုပ်ပြသွားမယ် design တွေကတော့ social media design တွေပေါ့နော် social media design တွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီ site လေးတွေကိုအရင်ဆုံးလုပ်ပြသွားတော့ကျွန်တော်ပုံမှန်လုပ်နေတဲ့ site လေးနဲ့တိတ်ကြည့်ကြပါပြီနော်ပုံမှန်ကျွန်တော် social media design ဆွဲမယ်ဆိုရင်တော့ကျွန်တော်50ပေါ့နော်50မှာ white ကိုကျွန်တော်2000ထားတယ် height ကို2500ထားတယ် resolution အနေနဲ့ကျွန်တော်200ထားပြီးတော့ပုံမှန်လုပ်ပါတယ်ဒီစာမယ်အဲ့ဒီလိုပထမဆုံးကျွန်တော်တို့စပြီးတော့ပြင်မယ်ဆိုတော့ကျွန်တော်တို့လုပ်ရမယ့် site ကိုပေါ်လာပြီပေါ့နော်ပေါ်လာပြီဆိုပထမဆုံးစဉ်းစားရမှာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့အသုံးပြုမဲ့ဒီပုံပေါ့နော်ဒီပုံကြောင့်ပြော item ကျွန်တော်တို့ကြော်ညာဒီ social မှာကြော်ညာမဲ့ item အဲ့ item ဇာတ်ရဘယ်လိုမျိုးအခြေအနေရှိလဲအဲ့ဒါကိုပထမဆုံးကျွန်တော်တို့ရှင်းလေ့လာမယ်ခုကျွန်တော်စပြီးတော့ကျွန်တော်မှာဆိုတော့ကျွန်တော်ဆွဲမဲ့ design လေးရဲ့ item ဖြစ်တည်နေတဲ့ပုံကြည့်ကျွန်တော်ခုဆွဲမှာလေရတယ်နော် magnetic connector ဘယ်လိုပုံစံမျိုးလဲဆိုတော့အခုဒီဘက်ပေါ့နော်အဲ့ဒီ channel ကိုထည့်နေတယ်အဲ့ဒီကနေပြီးတော့ဆွဲမှာဆိုတော့ okay ဟုတ်ပြီတော့ဆွဲမယ်အဲ့ဒီကိုရေးဆုံးပြလိုက်မယ်အမ paste လုပ်လိုက်မယ်တော့လိုအပ်မဲ့ site ကိုဒီလိုဆွဲချက်လာမယ်ဟုတ်ပြီကျွန်တော်ဒီဟာကိုလိုဆွဲမယ်ဒီဟာကိုပထမဆုံးအနေနဲ့ကျွန်တော်တို့တန်တူလေးရင်ထည့်မယ်ဆိုတော့တန်တူဖြစ်မယ်ဆိုတော့ကျွန်တော်ခုဖြတ်မဲ့ item နဲ့ဖြူပတ်မှာပါတယ်ဆိုတော့ကျွန်တော် background လေးကိုနဲ့ရအောင်ရထားမယ် okay အဲဆိုရင်ကျွန်တော်တို့တန်တူစပါမယ်နော်အခုတန်တူကတော့ဖြတ်ပြီးသွားပြီဖြတ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီဟာကို design လုပ်မယ်design လုပ်မယ်ဆိုတော့ကျွန်တော်အခုမြင်လာတာကတော့ဒီရှေ့ကနေပေါ့နော်ဒီရှေ့ကနေပြီးတော့ကျွန်တော် lighting ပေးပြီးတော့ဒီမှာဒီဟာကိုပြောမယ်ဒီပေါ့နော်ဒီညာကနေပြီးတော့ညာမယ်အခုပေါ့တင်ပြီးတော့ဒီဘက်ရှေ့ရနေပြီးတော့ lighting ပေးတဲ့ပုံစံမျိုးလေးကိုကျွန်တော်စဉ်းစားလာတယ်အဲ့တော့အဲ့ဒါလေးကိုတားပြီလေဒီမှာတော့အနေနဲ့ကျွန်တော်ဒီ rectangle 2လေးပေါ့ rectangle 2မှာမှဘာလဲဆိုရင်တော့ကျွန်တော်ပေါ့လေrectangle 2လေးယူမယ်အဲ့ဒါ2ယူပြီးတော့ကျွန်တော်အနေငယ်ဒီဇိုင်းလေးလုပ်တယ်ဘယ်လိုဆိုဆောင်းဒီထားတယ်လာမထားလို့ဆိုဒီစီလေးကိုကျွန်တော်ပြင်ချင်တယ်ပေးလိုက်လို့ထားလိုက်တယ်အဲ့တော့ပေါ်တင်လာမှဆိုတော့တရားကိုလုပ်ထားတင်လာတဲ့ပုံစံမျိုးဆိုokay ဟုတ်ပြီအခုဆိုရင်ဒါကကျွန်တော်တို့တန်ငယ်တူကလည်းကျွန်တော်နေတာတစ်ခုဒီမှာရှေ့ရနေပြီးတော့ကျွန်တော်တို့
ပုံစံပေါ့ပြောရမယ် state တစ်ခုပုံစံပေါ့နော် state တစ်ခုပုံမှာတင်ထားတဲ့ပုံစံမျိုးဆိုတော့ဖြစ်သွားပြီအဲ့ဒီဟာကိုကျွန်တော်ဘာလုပ်မလဲဆိုတော့အဲ့ rectangle 2ကိုကျွန်တော်တို့က solid color လေးကိုအရှင်းရေးလိုက်မယ် solid color မှာကျွန်တော်တို့မဲရောက်ထားမယ်ဗျာမဲရောက်ထားပြီးတော့ဒါလေးကိုပုံမှန်လေးပုံမှန်ပုံချိုးအိုင်လေးနဲ့ပြောရမယ်ဆိုပုံမှန်အောက်တာသူတည်ရောတော့ပဲအဲ့ဒီဟာကိုမှဘာလဲဆိုကောင်းကို restore လေးတုံးပြီးတော့အလားချင်း restore လေးကိုဆိုင်နေရအောင်လို့ restore တို့ဘာလို့တော့ဗျာပြောတော့နည်းနည်းလျှော့တာဟုတ်ပြီအောက်ကိုအရင်ကအမဲချဲတယ်အဲ့လိုအမဲချဲရလဲဆိုတော့ state မှာကျွန်တော်ကဒီကိုမှောင်နေတဲ့ပုံစံလိုချင်တာအဲ့လိုဒီကောင် state ကိုကျွန်တော်ဘာရောင်ထားမယ်ဆိုတော့ကျွန်တော် state ကိုနီရောင်ချက်သွေးရောင်ထားမယ် A6 ညလေးလုံးပေါ့နော်အဲ့ကာလာထားပြီးတော့ကျွန်တော်ခုနကခြေထားတဲ့ဟာကိုပြန်ပြီးတော့ slide ပုံစံကျွန်တော်ပြန်ဖော်မယ်ဒါမျိုးပေါ့ slide ထိုးမယ်ပြီးတော့ background မှာလည်းဒီတိုင်းပဲ background မှာလည်းပါလို့မယ်ဆို solid color ခေါ်မယ် solid color မှာခုနတော့ပြောရတာ is 0000 APB ဆိုအဲ့ဒါလေးကိုပြန်မှတ် control and နားတော့ဒါကျူလေးစီမယ်ဒီရဲ့နောက်ဒီလိုကြောင့်ရအဲ့ဒီကိုအနောက်မှာကျွန်တော်တို့ဆက်လိုက်ထိုးရတဲ့ပုံစံမျိုးဒါဆိုရင်အခုကျွန်တော်လိုက်ထိုးရတဲ့ပုံစံမျိုးတော့ပါသွားပြီမပေါ်သေးအဲ့လိုပေါ်သေးတဲ့ဆိုတော့ဒီကဒီကျွန်တော်ပြမယ် item share တွေပေါ့နော်အဲ့လိုကအနောက်မှာသွားပေါ်မှာဒါကပေါ်လာအဲ့တော့ကျွန်တော် share တွေထည့်မယ်ထည့်မယ်ဆိုသူရဲ့ slide ကဒီလိုပဲချမ်းလာတာဆိုတော့သူရဲ့ slide ပုံစံပုံမှုပြီးတော့ဒီမှာပါပြီးတော့ထားအဲ့ဒီဟာကိုမှplanning option နဲ့ဝင်မယ်ဘာလေးကနေပြီးတော့နေရာထား okay ဒါဆိုရင်ပြန်ပြတာလို့ကြည့်တယ်ဆိုတော့ဝက်တာတွေကနေ plus ဒါဆိုရင်အဖြစ်ပါလေဆိုတော့ဒီ slide ထိုးထားတဲ့ပုံစံမျိုးလေးပေါ့နော်အနောက်မှာအရေးသွားထည့်လိုက်ပြီအဲ့ဒီဟာကိုမှ opacity လေးနည်းနည်းလေးပပလေးရှော့လိုက်ဒါဆိုရင်တင်တော့ရတဲ့လောက်တော့ရပြီးတော့ပြောမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ကအဓိကဘာလဲဆိုတော့ဒီ item အဲ့ item ကို highlight ပြီး share ပြီးကျွန်တော်ထားခြင်းlet's try that
အားလုံးပြီးသွားပြီဆိုရင်ကျွန်တော်တို့ camera roll ဖြစ်တယ်အခုဆက်ကြပါတဲ့ design တွေက social media design တွေပေါ့နော်အများကြီးရိုးရှင်းပြီးတော့လိုက်တော့ရတာလည်းလွယ်ကူတဲ့ social media design တွေပဲဖြစ်ပါတယ်ကျွန်တော် channel လေးကိုလည်း subscribe လေးလုပ်ပေးပါအောင်နော်ဒီလိုမျိုးတင်ပါတယ်